ကားပြောကောင်းညင်ပါသလားတော်တော်များများစကားပြောကောင်းညင်ကြတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့လူမျိုးရေးစီးပွားရေးဆောင်ရွက်မှုတွေဆောင်ရွက်တဲ့အခါမှာစကားပြောကောင်းမှုဟာလူချင်းတို့အတွက်အလွန်အရေးကြီးတယ်အဲ့တော့စကားပြောကောင်းနေဆိုစကားပြောကောင်းဖို့လျှို့ဝှက်ချက်ဟာအရေးကြီးဆုံးအချက်ကနားထောင်တတ်ဖို့လိုတယ် active listening နားထောင်တတ်ဖို့လိုတယ်လူချင်းတို့ခင်ဗျာတော်တော်များများပြောဖို့ပဲအားတာနေဟိုတငယ်ချင်းတွေစုလာပြီဆိုရင်ဟာကိုကစကားတွေအများကြီးဖောင်ဖွဲ့အောင်ကိုကြီးပဲပြောနေရင်ကိုအရေးပါအရာရောက်တယ်လို့လူတွေကထင်ကြသူများပြောတာပဲနားထောင်နေရရင်အရေးမပါဘူးလို့ထင်ဒါကြောင့်တစ်ခါကျစကားကိုလူပြီးပြောတယ်အဲ့လိုလူပြီးပြောတဲ့သူတွေဟာစင်မော်တက်ပြောခိုင်းတော့စကားအတန်မထွက်တော့ဆိုတော့စကားပြောကောင်းမှုဆိုရင်နံပါတ်1အချက် active listening တခြားသူပြောတာကိုကျွန်တော်တို့ကလေးလေးစားစားနဲ့နားထောင်တတ်ဖို့လိုတယ်တစ်ဖက်သားပြောတာကိုတော်တော်များများစကားနားမထောင်ကြအောင်တကယ်ချင်းချင်းမပြောကြည့်ကိုပြောတဲ့အလက်မဟုတ်သူများပြောနေတဲ့တိုင်အောင်နားမထောင်ကိုပြောမဲ့အလက်ကိုစောင့်တာစိတ်ထဲကနေပြီးတော့နော်ဒါကြောင့်သူများပြောတာကိုတကယ်ကို active listening လေးလေးစားစားနဲ့နားထောင်မယ်ဆိုရင်သူ့ကိုတကယ်ကို connect ထိထိရောက် connection ကောင်းနဲ့ connect လုပ်နိုင်ပြီးတော့မှကျွန်တော်တို့ကသူနဲ့တင့်လျော်တဲ့တင့်တော်တဲ့ကောင်းမွန်တဲ့ဆွဲဆောင်မှုရှိတဲ့စကားတွေကိုပြောနိုင်မှာဖြစ်တယ် connection ဒီအလွန်အရေးကြီးတယ်စကားမပြောမိမှာကိုစကားတစ်ခုမပြောမိမှာကိုပြောမဲ့စကားကိုလက်ခံနိုင်လောက်တဲ့အခြေအနေကောင်းတစ်ခုကိုဖန်တီးပြီးမှကျွန်တော်တို့ကစကားကိုပြောရတာအဲ့ဒါမှကိုပြောတဲ့စကားထိရောက်အဲ့တော့ကိုကပြောချင်တာတွေကြီးလွတ်ပြောနေလို့မရသူများပြောတာကိုနားထောင်မှကိုပြောတာကိုသူလက်ခံနိုင်လောက်တဲ့အခြေအနေကောင်းကိုဖန်တီးဖို့အတွက်ဘာတွေလိုအပ်လဲဆိုတာကိုကျွန်တော်တို့စင်ញုံတရားကသုံးသက်စဉ်းစားဆောင်ရွက်နိုင်မှာဖြစ်တယ်ဒါကြောင့်စကားပြောကောင်းဖို့လှုပ်ဝက်ချက်ကစကားပြောဖို့မဟုတ်ဘူး active listening တစ်ဖက်သားပြောတာကိုလေးလေးဆဆနဲ့တကယ်ကိုစိတ်အားတက်တန်စွာနားထောင်နိုင်မှုအရေးကြီးပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်စကားပြောကောင်းနေတဲ့သူတွေအတွက်ကျွန်တော်ကိုယ်တိုင်သင်ကြားမယ်စကားစွမ်းရည်သင်တန်း business presentations master class ကိုကျွန်တော်အခုလာမယ့်9လပိုင်းမှာဖွင့်လှစ်မှာဖြစ်ပါတယ် online သင်တန်းဒီကျွန်တော်တို့9လပိုင်း6နေ့စမယ်အင်္ဂါနေ့စမယ် online ကနေတလားတိတိသင်မှာဖြစ်တဲ့အတွက်ဘေးရမဆိုတက်နိုင်တယ်အဲ့တော့သင်မဲ့ပုံစံကတော့နေ့စဉ် recorded video တွေကိုသင်တန်းစတင်မယ်9လပိုင်း6နေ့အင်္ဂါနေ့ကနေစတင်ပြီး Facebook group ထဲမှာတင်ပေးမယ် Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းတင်ပေးမှာဖြစ်ပါတယ်အဲ့ဒါတလားတိတိတင်ပေးမှာဖြစ်တယ်ပြီးတော့သင်တန်းကာလတလားပြီးသွားတဲ့တိုင်အောင်နောက်6လတစ်နှစ်လောက်ထိမဖြတ်ပဲထားပြီးမှဖြစ်တဲ့အတွက်အထက်ထက်ပြန်ကြည့်နိုင်တယ် live lecture ကိုတော့အပတ်စဉ်တနင်္လာနေ့ည8နာရီတိုင်း Zoom ကနေ live လွှင့်သင်ကြမယ်တခါသင်3နာရီလောက်ကြာတယ်မေးခွန်းတွေကိုဖြေပြီးတာတယောက်ချင်းကျွန်တော်မေးခွန်းတွေမေးမြန်းနိုင်တယ် live မှာကျွန်တော်စာသင်တော့တာမဟုတ်မေးခွန်းတွေကိုဖြေပြီးတာတယောက်ချင်းမေးနိုင်တာနော်သို့တော့မေးခွန်းဖြေပေးနဲ့အကြောင်းအရာနဲ့တိုက်ဆိုင်လိုက်သင်ကြားသွားတဲ့ပုံစံဖြစ်တယ်ဆိုလိုတာတော့သင်တန်းသူသင်တန်းသားတွေသိကျင်တဲ့အကြောင်းအရာမူတည်ပြီးသင်တဲ့ပုံစံဖြစ်တယ်အဲ့ဒါ၄ချိန်ပါမယ်သူကတလသင်တန်းဆိုတော့အပတ်စဉ်တင်နေလားအဲ့ဒီ live ကိုလည်းမအားလို့မတက်နိုင်လည်းမပူနဲ့နိုင်ငံခြားသူတွေကနောက်ရက်မှာ recorded တစ်ခုလုံးကို Facebook ရော Telegram ရောပြန်တင်ပေးမှာဖြစ်တယ်သင်တန်းကာလတက်လာပြီးသွားလို့ assignment ဆောင်ရွက်ရင် certificate ကို email ကနေပေးပို့ပေးမယ်အပြင်လူတွေသင်တန်းကတော့9လပိုင်း10ရက်နေ့နဲ့17ရက်နေ့စနေတင်းတွေ2ရက်မှာမနက်10:00နာရီကနေညနေ6:00နာရီထိတော်ဝင်စင်တာ3လမှာရှိတယ်ကျွန်တော်ရဲ့ Amazon သင်တန်းကျောင်းမှာကျွန်တော်နဲ့2ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတက်ရောက်အောင်မှာဖြစ်တယ်ဒါကြောင့်စကားပြောကောင်းခြင်းနဲ့ကိုယ့်ရဲ့စကားစွမ်းရည်ကိုမြင့်တင်ပြီးတော့အောင်မြင်မှုကိုတိစောက်ခြင်းတဲ့သူတိုင်းနဲ့စကားစွမ်းရည်သင်တန်း business presentations master class မှာတွေ့ကြပါမယ်မြန်မာလိုသင်ကြားပေးမှာဖြစ်ပါတယ်မပြေးအောင်သင်ကြားပေးပါ we must work together အဲ့တော့သင်တန်းတက်ချင်တယ်ဆိုရင်နာမည်ရဖုန်းနံပါတ်ရော comment မှာမြည်နဲ့ message မှာရေးထားပေးပါကျွန်တော်တို့ team ကညီတွေညီမတွေကဆက်သွယ်ပေးမယ်အခုအစီအစဉ်ကြည့်တဲ့သူတိုင်းကို 20% discount ကျွန်တော်တို့ဆက်ပေးထားတယ်သင်တန်းကြောင်းအသေးစိတ်ကိုကျွန်တော်ဒီ page ထဲမှာဝင်ကြည့်ပါအပေါ်ဆုံးမှာ video file နဲ့တူအသေးစိတ်တင်ထားပေးပါတယ် we must work together we must build our nation